AI နဲ့ Canva ကိုဘယ်လိုချိတ်ဆက်ပြီးသုံးလို့ရမလဲပြောပြပေးပါမယ်။ပထမဆုံး ChatGPT ရဲ့ setting နဲ့ဝင်ပြီးသွားရင် plugin ကိုရှာပါတချို့နေရာတွေမှာတော့ app ဆိုပြီးပေါ်နေတာတွေ့လိမ့်မယ်ပေါ့နော်။အဲ့မှာသူက Canva ဆိုတဲ့ဒီ app လေးကိုသွားရှာရမယ်ပေါ့နော်။ Canva ဆိုပြီးရှာပါရှာပြီးသွားလို့ရှိရင်ဒီမှာအပေါင်းခလုတ်လေးကိုနှိပ်လိုက်ပေါ့နော်။နှိပ်ပြီးသွားရင်အောက်ကိုသူကသွားပြီးတော့မှsign in with Canva ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးသွားရင်ကိုယ့်ရဲ့ Canva account နဲ့သူကပြန်ချိတ်ရတာပေါ့နော်။မရှိရင်တော့ဒီနေရာမှာဖွင့်ရပါလိမ့်မယ်။ရှိတယ်ဆိုရင်တော့သူကအောက်လေးကိုသွားပြီးတော့ allow ဆိုပြီးနှိပ်ပေါ့နော်။အဓိကကတော့ဒီ ChatGPT AI နဲ့ Canva နဲ့ကိုသူကချိတ်ဆက်ပြီးသုံးလို့ရအောင်လို့ပေါ့နော်။ authorize လုပ်တာပါ။ပြီးသွားရင်တော့ new chat ကိုသွားပါသွားပြီးတော့ဒီမှာဆိုရင်တော့ဒီပုံတစ်ပုံကိုသူ့ကိုလုတ်ခိုင်းလိုက်ပေါ့နော်။ဒီမှာတော့ ChatGPT နဲ့ Canva နဲ့ဘယ်လိုသုံးလဲဆိုတာကိုပုံလေးတစ်ပုံအနေနဲ့ထုတ်ပြပါဆိုပြီးသူ့ကိုပြောလိုက်ပါရဲ့။အဲ့တော့ဒီမှာပုံထွက်လာမယ်ပေါ့နော်။အဲ့တော့ထွက်လာတဲ့ပုံကဒီမှာတော့ဘာသာစကားကိုတော့ဘာနဲ့လုပ်လို့မပြောပေမဲ့သူကအမီးများတဲ့မြန်မာဘာသာစကားကိုသူကထုတ်ပေးရပေါ့နော်။အဲ့တော့မြန်မာဘာသာကအခုလက်ရှိမှာမမှန်ဘူးပေါ့နော်။အဲ့တော့စာသားလေးတွေကအရင်မှန်မနေသေးဘူးပေါ့နော်။ပုံမှန် ChatGPT မှာ edit နှိပ်လို့ရှိရင်သူကဘာမှပြောင်းလို့မရဘူးပေါ့နော်။ဒါကြောင့်မလို့ Canva နဲ့တွဲသုံးတာဖြစ်တယ်။အဲ့တော့ ChatGPT ကထုတ်တဲ့ပုံကိုမှ Canva ကို tag လေးနေပြီးတော့ Canva လို့ရေးလိုက်ရင် Canva ထွက်လာတယ်ပေါ့နော်။ဒီနေရာမှာတခုရှိတာကကိုက instruction ပေးခြင်းလည်းရတယ်ပေါ့နော်။ဥပမာedit လုပ်တဲ့အချိန်မှာပေါ့နော်။မဟုတ်ဘူးဆိုရင်တော့ရိုးဆိုလဲသူကခုနပုံကိုပဲ Canva ထဲကိုနှိပ်ပြီး edit နှိပ်လိုက်တာနဲ့ Canva ထဲကိုရောက်သွားတယ်။ရောက်ပြီးတော့သွားပြီးလို့ရှိရင် Canva ပုံမှန်သုံးနေကြ item တစ်ခုချင်းစီစာသားလေးတွေကိုအကုန်လုံးပြင်ပြီးတော့သုံးလို့ရပါပြီလို့